ဒါဖုံးလေးကိုဖွင့်ပြီးတော့မှုကြည့်မယ်အမေတို့အနေထားလေးကြည့်ရလားသိမယ်နော်ကြည့်ဖို့လိုတဲ့ဆိုရင်ဖုံးလေးပြန်အုပ်ထားပါမယ်မင်္ဂလာပါရှင်ဒီနေ့တော့ချွတ်စုကျဟင်းကားသီးလေးချက်ပြပါမယ်ချွတ်စုရဲ့အင်ဂျင်နီးလေးပါနော်ဒီကတော့ကျဟင်းကားသီးတွေကိုအစင်သင်းအထဲထဲမှာထချမ်းချမ်းမဲ့အထဲကဥတွေအကုန်လုံးထုတ်လိုက်မယ်အစီတွေဥတွေပြီးရင်ရေတန့်စင်အောင်ဆေးထားပါမယ်ပြီးပြီဆိုရင်ဒီမှာဒီပစွန်စိတ်ကလေးတွေကတကယ်ကိုရှာရှာပပတစ်ခါတလေမှရတာเนาะဒီမှာတော့ကဲပစွန်စိတ်ကလေးရဲ့ပြီးတော့ချစုကဒီနေ့ခါတိုင်းဆိုရင်တော့ပစွန်နဲ့ကျဟင်းကားသီးနဲ့ပဲဒီတစ်ခါတော့အာလူးလေးပါထက်ချက်ချင်းနဲ့ဆိုတော့အာလူးလေးနဲ့ထက်ချက်ပါမယ်ပြီးပြီဆိုလို့ရှိရင်တော့ငပိနဲ့ရတာလေးတွေနဲ့နှိပ်ပြီးတော့ချက်ပြပေးပါမယ်ပိုးပူလာပြီဆိုရင်စီထည့်ပါမယ်ဒီကိုကောင်းကောင်းပူလာပြီဆိုရင်စက်စုံအမီးပြီးထားတာလေးထည့်လိုက်ပါမယ်ပြီးရင်ဒါကတော့စက်စုံယူလုံးလုံးပြီးထားတာပါပြီးရင်တော့စမင်းမုတ်ကလေးတွေထည့်ပါအောင်မယ်ရှင်ဒီပြီဆိုလို့ရှိရင်တော့ဒါကတော့အစွန်လေးထည့်လိုက်ပါမယ်ရောက်တဲ့မုတ်ကလေးလေးထည့်ပါမယ်ဒီလိုဆိုရင်တော့အာလူးလေးတွေထည့်ပါမယ်အာလူးလေးလည်းနည်းနည်းဤလာပြီစီတက်လည်းကောင်းကောင်းမွေးလာပြီဆိုလို့ရှိရင်တော့ဒါမှကြက်ခင်းကားလေးထည့်လို့ရပါပြီဒီနေ့ဒါကတော့မပိရေဖြော်ထားတာလေးထည့်လိုက်တာပါမပိစိတ်ကြရေဖြော်ပြီးတော့ထည့်ပါရစေရတာအတွက်ဒါကတော့စားလေးထည့်လိုက်တာပါပြီးရင်ခွန်တက်စီနားမုတ်ထည့်ပါလေဒီလိုဆိုလို့ရှိရင်တော့ပြီးသွားအောင်လို့အုပ်ထားဖုံးကိုအုပ်ထားပြီးတော့စောင့်ပြီးပါမယ်နော်ဒါဖုံးလေးကိုဖွင့်ပြီးတော့မှုကြည့်မယ်အမေတို့အနေထားလေးကြည့်ရလားသိမယ်နော်ကြည့်ဖို့လိုတဲ့ဆိုရင်ဖုံးလေးပြန်အုပ်ထားပါမယ်ကဲအခုဆိုလို့ရှိရင်အာလူးလေးတွေကလည်းတဟင်းကားသီးကလည်းဒီလိုလေးဤသွားပြီစီလဲပြန်ပြီဆိုလို့ရှိရင်တော့ဒီမှာတဟင်းကားသီးဟင်းလေးတစ်ခွက်ရပါပြီနော်ရန်ကိုသမင်းစားမိနေတဟင်းကားသီးဟင်းလေးရှိရင်တော့စပတ်ဆိုလို့ရှိရင်တော့ချာပါဟင်းမှမလို့တော့ဘူးပစုံလေးတွေနဲ့လောက်ရတာမကြဘူးเนาะအရင်လဲလွယ်တယ်ဘာမှလည်းမခက်ဖဲနဲ့အရသာရှိတဲ့ဟင်းလေးတစ်ခွက်ရပါပြီရှင်ချစုရဲ့အင်ဂျင်နီးလေးတွေကိုပဲပြန်ပြီးတော့မျှဝေပေးခြင်းဖြစ်ပါတယ်เนาะချစုချက်တဲ့ပုံစံလေးအိမ်မှာချားနေကြပုံစံလေးတွေချက်ပြပေးနေတာပါစိတ်နှစ်သက်တဲ့ဆိုလို့ရှိရင် like and share လုပ်ပေးသွားပါအောင်ချစုရဲ့ page လေးကိုလည်း follow လုပ်ပေးထားပါအောင်เนาะ YouTube ကိုဝင်ကြည့်ကြတယ်ဆိုလို့ရှိရင်တော့ Asian Myanmar Food Recipe ဆိုပြီးတော့ရိုက်လိုက်ရင်ချစုရဲ့ channel လေးထွက်လာပါမယ်အဲ့မှာလည်းဟင်းချက်နီးလေးတွေမုတ်လုံနီးလေးတွေမျိုးမျိုးရှိပါတယ်ချစုရဲ့ဒီ Facebook page မှာကြတော့အင်ချန်နီးလေးတွေရောနောက်ပြီးတော့ချက်စုရောက်တဲ့ပစည်းလေးတွေရောအမျိုးစုံကြည့်လို့ရနိုင်ပါတယ်เนาะဝင်ပြီးတော့လေ့လာအပ်ပေးပါအောင်ရှင်ကျေးဇူးတင်ပါတယ်